ဒီနေ့မှာတော့ Transmit ရဲ့ Trito speaker နှစ်ခုကိုဘယ်လိုချိတ်ဆက်ရမလဲဆိုတော့ပြောပြပြီးတော့အတန်ဆက်ပြပေးမယ်။နှလုံးချိတ်မယ်ဆိုရင်တော့ဒီလိုမျိုးအမျိုးအစားတူနှလုံးရှိမှရပါမယ်။အရင်ဆုံး power button လေးတွေကိုဖွင့်လိုက်ပါမယ်။ power button ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်တော့တစ်ဖက် speaker ရဲ့ Bluetooth icon ကို2စက္ကန့်လောက်ဖိထားလိုက်ပါမယ်။ဒီလိုဆိုလို့ရှိရင်တော့တစ်ဖက် speaker ရဲ့မီးလေးကငြိမ်နေပြီးတော့တစ်ဖက် speaker မှာတော့ flat ဖြစ်နေပါလိမ့်မယ်ဒီလိုလေးဖြစ်သွားပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဖုန်းနဲ့ချိတ်ဆက်လို့ရပါပြီ